လောက်ပင်ရဲ့တချင်တွေကိုဘာရှန်ပြောင်းပေးသည့်ဆိုရာကနေကိုရီးယားတီလူသိများသွားတဲ့ဖြစ်ဖြိုတွေပရာဟိတမင်းသမီးလေးဖြစ်ဖြိုတွေကဆိုတော့မဟုတ်တာကြောင့်ကိုပိုင်တချင်တွေပါပြီးအခြားဆိုရရဲ့တချင်တွေကိုပဲတည်ဆိုခဲ့ရပါတယ်။တေးစရာကြီးတွေထံခွဲမတောင်းပေးတည်ဆိုမိလို့အဆက်ကွဲပြီးမကြာခဏလေးတောင်းပန်ရတတ်ပါတယ်။နောက်ပိုင်းမှာတော့ဖြစ်ဖြိုတွေကမြန်မာတချင်တွေကိုပြန်မဆိုတော့ပဲနိုင်ငံခြားတချင်တွေကိုပဲတည်ဆိုပါရယ်နိုင်ငံခြားတချင်ကိုတည်ဆိုတာကြောင့်တကူတကလည်းခွင့်တောင်းစရာမလိုတော့ပဲတည်ဆိုလို့အဆင်ပြေသွားပါရယ်တနိုင်ငံလုံးမသိတဲ့သူမရှိလောက်အောင်မြင်တဲ့ဖြစ်ဖြိုတွေကအခုဆိုရင်တော့ကမ္ဘာအဆင့်ကိုပါတက်လန်းနိုင်အောင်နိုင်ငံခြားတချင်တွေကိုပါတည်ဆိုနေပြီဖြစ်ပါတယ်ကမ္ဘာကျော်ဆိုတော့ဖြစ်တဲ့ဆင်လျာကွန်မန့်နဲ့လက်ပင်အဖွဲ့တို့အတူတူတည်ဆိုကြတဲ့ ice cream တချင်ကိုဖြစ်ဖြိုတွေကပရီမာတည်ဆိုနေပါတယ်။ဒီတချင်ကဆိုရတာခက်ပေမဲ့လေဖြစ်ဖြိုတွေကတည်ချဆိုနိုင်တဲ့အတူပါ။အင်္ဂရေကဒီတချင်ကိုလေ့လာထားတာဖြစ်ပြီး rap စာသားတွေကိုလည်းကိုရိုင်းတည်ဆိုနေရပါတယ်။ ice cream တချင်ကကမ္ဘာကျော်တချင်တွေထဲမှာတပုံအပါဝင်ဖြစ်ပါတယ်။ဖြစ်ဖြိုတွေကမြန်မာနိုင်ငံမှာတင်ထွက်ကြရတာအများသေးလို့နိုင်ငံတကာအထိထိုးဖောက်အောင်မြင်နိုင်အောင်စီလနာcomments ရဲ့တချင်တွေကိုပြန်လည်တည်ဆိုသွားတော့မှာပါဖြစ်ဖြစ်တွေကအင်္ဂလိပ်ကိုလည်း review နိုင်တာကြောင့်အားလုံးကတော့အံ့ဩနေကြပါတယ်အညာသူလေးဖြစ်ဖြစ်တွေကိုမြန်မာတန်စင်ပဲဆိုတတ်တယ်လို့ထင်ထားကြတဲ့အချိန်မှာအင်္ဂလိပ်လိုပါဆိုပြလိုက်ပြီးအားလုံးကိုအံ့အသင်သွားအောင်လုပ်ပြလိုက်ပါတယ်ဒါမဲ့ဖြစ်ဖြစ်တွေကအင်္ဂလိပ်အတန်ထွက်အားနေတာကြောင့်ငပိတန်နဲ့ပဲတည်ဆိုနေကြရပါသူပရိသတ်တွေကတော့မျိုးကြွရင်ရပြီဆိုပြီးနားမလဲလေကနေကြပါတယ်။ဖြစ်ဖြစ်ထွေးရဲ့အတန်ထွက်ကဘလောက်ဆိုးနေခဲ့လဲဆိုရင်နားထောင်တဲ့သူတွေကအေရီယာတချင်းလို့ထင်သွားကြပြီးအေရီယာတချင်းကြီးမဆိုပါနဲ့လို့တောင်ပြောနေကြပါတယ်။တရက်ထဲနဲ့တင်ဖြစ်ဖြစ်ထွေးရဲ့တချင်းကကြီးစုသူတွေများနေပြီးကိုရီးယားထိပ်ပါနာမည်ကြီးသွားခဲ့ပါတယ်။ကိုရီးယားကလူတွေကတော့ကြားအယုံနဲ့စိတ်ပြတ်နေပြီးမဆိုတက်ရင်လည်းမဆိုပါနဲ့လို့ပြောနေကြပါတယ်။ဖြစ်ဖြစ်ထွေးကတော့ငွေရမယ်ဆိုရင်တော့စင်ပေါ်မှာသူများဝေဖန်မှာကိုလည်းမကြောက်ပဲမလိုက်ဖက်တဲ့အတက်နဲ့လည်းဒီဆိုနေတတ်ပါတယ်။နောက်ထောင်တဲ့သူတွေကတော့ရှက်နေကြပေမဲ့ဖြိုဖြိုထွေရတော့သူတစ်ပါးကိုထိခိုက်အောင်လုပ်တာမဟုတ်ဘူးဆိုပြီးမရှက်ပါဘူးနောက်ထပ်ပွဲတွေမှာလည်းဖြိုဖြိုထွေကငပိအတန်ဝဲဝဲလေးနဲ့အင်္ဂလိပ်တချင်းတွေကိုဆိုပြသွားမှာပါဖြိုဖြိုထွေကိုဝေဖန်နေသူတွေကိုတော့သူ့လိုလုံနိုင်ရဲ့လားဆိုပြီးသူ့ဖန်တွေကရန်တွေ့ပြနေကြပါတယ်တချို့တွေကဆိုတက်ပေမဲ့လေလူများဝေဖန်မှာကိုရှက်ကြောက်တာကြောင့်မတည်ဆိုတာပါကျောင်းထဲမှာဂျွန်ထိုဘီနာမည်ကြီးလာရာကနေပွဲမှာကားပြဖြော်ပြရင်းနဲ့ချမ်းသာလာတဲ့ဖြိုဖြိုထွေးရတော့ငွေရမယ်ဆိုရင်တော့အင်္ဂလိပ်တချင်းကိုအေရီယာတချင်းလို့ထင်ရလာအောင်လဲဆိုပြနိုင်ပါတယ်ဖြိုဖြိုထွေးကစင်ပေါ်မှာကောက်ွက်မျိုးစုံကိုကားပြတတ်ပြီးအတမ်းမကောင်းမဲ့ဒီဆိုနေလို့မကြခဏလဲအပြောခံခဲ့ရပါတယ်ဖြိုဖြိုထွေးကဒီလိုဝေဖန်မှုတွေကိုတော့မတုံ့ပြန်ခဲ့ပဲဒီလိုတီဆိုမှသာလူတန်းတွေလုံနိုင်မှာလို့ဆိုရတယ်ဖြိုဖြိုထွေးကဆီလနာကွန်မန့်ရဲ့တချင်းတွေအပြင်Justin Bieber ရဲ့ Baby တချင်တွေက rap စာသားတွေကိုပါရုပ်ပြနိုင်ပါတယ်။ဒါကြောင့်ဖြိုဖြိုထွေးကိုတော့ဖြိုဖြို Bieber ဆိုတဲ့နာမည်ပေးထားကြသလို Selena ထွေးဆိုပြီးတော့လည်းခေါ်ကြပါတယ်။ဖြိုဖြိုထွေးကကိုပိုင်တချင်တွေကိုလည်းထွက်ရှိထားပေမဲ့လည်းအခြားသူတွေရဲ့တချင်တွေကိုတည်ဆိုရင်းနဲ့ပို့ပြီးအောင်မြင်နေရပါ။ Selena Gomez နဲ့ Blackpink ရဲ့ Ice Cream တချင်ကိုပြန်လည်တည်ဆိုထားတဲ့ဖိုဖိတ်ကိုပိတ်သက်ကြီးရောအာဘီမာလာဆိုတာကမှပြောသွားကြပါဦးနော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာနှုတ်ပြရှင်တဲ့အကြောင်းများကိုချင်းချင်းတပြင်းချင်းတင်ဆက်ပေးဦးမှာဖြစ်လို့ဒီတစ်တော်ဗီဒီယိုတင်နံမလို့တန်သိရှင်နိုင်ပို့ကြဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုဖို့အတွက်လည်းကျေးဇူးများတင်ပါတယ်